ကျေမိုးနေတဲ့ပုံစံနဲ့အမြဲတမ်းတစ်ခုခုကိုစိတ်ဆိုးနေတယ်လို့တွေ့ရတတ်တဲ့ဒီကြောင်လေးကိုမြင်ဘူးပါသလားဒီကြောင်လေးကတော့အာရှအလဲပိုင်းကတော့ပေါ်မြက်ခင်းပြင်တွေမှာနေထိုင်တဲ့ရှိုးဘက်စမ်းကျင်သားကောင်ရှာဖွေသူပါရကြောင်ပဲဖြစ်ပါတယ်သူ့ရဲ့အသွင်အပြင်ကြောင့်အင်တာနက်မှာနာမည်ကြီးနေတဲ့ဒီကြောင်လေးဟာတကယ်တော့အလို့ရှားပါပြီးစိတ်ဝင်စားစရာကောင်းတဲ့တောကြောင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်အာရကြောင်တွေကိုအရှိအာရှနိုင်ငံတွေဖြစ်တဲ့မော်ဂိုလီးယားဘူတန်နဲ့တရုတ်မြောက်ပိုင်းတောင်တန်းဒေသတွေမှာတွေ့ရတတ်ပါတယ်အာရကြောင်တွေဟာအိမ်မွေးကြောင်အရွယ်လောက်ပဲရှိပေမဲ့အေးခဲတဲ့ရာသီဥတုတန်ကိုခံနိုင်ရရှိဖို့အတွက်အခြားကြောင်တွေထက်ကိုသူ့ရဲ့အမွေးကတစ်ဆလောက်ထူပါတယ်ဒါကြောင့်ကိုအလေးချိန်4ကီလိုလောက်ပဲရှိတဲ့ကောင်က10ကီလိုလောက်ရှိတဲ့အမွေးပွားပွားပေါ်လုံးလေးလို့ဖြစ်နေရတာပါသူတို့ရဲ့ထူးခြားချက်ကတော့တခြားကြောင်တွေလိုမျက်လုံးဟာတောင်လိုက်အပြောင်းမဟုတ်ပဲမျက်လုံးဝမ်းဝမ်းလေးတွေပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်ခေါင်းပေးဘက်မှာပြားနေအောင်တက်နေတဲ့ရွက်ဝမ်းလေးတွေဟာပုံအောင်တဲ့အခါကောင်းမွန်စွာဖုံးကွယ်နိုင်ကိုကူညီပေးပါတယ်သူတို့ကိုယ်တိုင်မြေတွင်းတူးလေးမရှိတဲ့အတွက်မြေအောင်တတ္တဝါတွေရဲ့စိုးပစ်ထားတဲ့မြေတွင်းတွေကြောက်တောင်အကွဲကြောင်းတွေမှာမြေခုပြီးနေထိုင်ကြပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့ဖြစ်ကလိုခေါ်တဲ့ရုံငယ်လေးတွေနဲ့မြေကျွတ်ငယ်လေးတွေဖြစ်ပါတယ်ပါရကြောင်တွေရဲ့အရွယ်အစားကအခြားကြောင်တွေနဲ့ရှင်ရင်ချီတိုလေးတွေဖြစ်တာကြောင့်တားကောင်ကိုချောင်းတဲ့အခါမှာမသိတာစီပါဘူးဒါပေမဲ့တင်းတော်ထဲမှာအမဲလိုက်ရတာမလွယ်ပါဘူးတင်းတော်ထဲမှာကြာကြာနေနေသူ့ရဲ့ခြေဘဝတွေကပိုအေးလာပါတယ်သွေးတွေပြန်လဲပတ်အောင်လုပ်ဖို့ခြေထောက်ကိုဇက်တိုက်ခါပေးရပါတယ်ဒီလိုခါပေးနေရတော့တားကောင်100ရှိရင်တောင်မှတော့ကောင်ပဲဖမ်းမိနိုင်တာကတော့ပါရကြောင်တွေရဲ့အမဲလိုက်စွမ်းရည်ပါပဲပါရကြောင်တွေဟာကြောက်လန့်တဲ့အခါဒါမှမဟုတ်စိတ်တုံရှားတဲ့အခါမှာခွေးငယ်လေးတစ်ကောင်လိုဥတန်ပေးတတ်တာဟာရဲစရာကောင်းတဲ့အချက်တစ်ချက်ပါအေးခဲတဲ့မြေပြင်ပေါ်မှာခြေထောက်လေးတွေအေးမသွားအောင်သူ့ရဲ့အမွေးထူထူအမီးပေါ်မှာရက်နေတတ်တာမျိုးကိုလည်းတွေ့ရတတ်ပါတယ်ဒီနေ့တော့ပါရကြောင်အကြောင်းကဒီလောက်ပါပဲစိတ်ဝင်စားရင် like နဲ့ follow လုပ်ခဲ့ပေးပါဦးရှင်